အားလုံးပဲဒီအပိုင်းလေးမှာအားလုံးစောင့်မျှော်နေကြတယ်ကြော်ကြီးနဲ့အကတ်တို့ရဲ့တိုက်ပွဲလေးရောက်ရှိလာပါပြီအခုဆိုရင်ကြော်ကြီးအတွက်တကယ်ပြိုင်မကောင်းတယောက်ပေါ်လာတယ်လို့အကတ်ရဲ့ဗန်ပလိတ်ဓာတ်တိုင်းကကြော်ကြီးကိုဘယ်လိုဒုက္ခပေးမလဲကြော်ကြီးရောသူ့ရဲ့စွမ်းအစစ်မှန်တွေကိုထုတ်ပြတော့မှလားဆိုတော့ဒီအပိုင်းလေးမှာမြင်တွေ့ရမှာပါဆန်နီနဲ့လိုက်ကာတို့ရဲ့တိုက်ပွဲအပြီးမှာတော့အထက်အမိန်ရာကြော်ကြီးနဲ့အကတ်တို့ကတိုက်ရဖို့ဖြစ်လာပါတယ်အကတ်ကတိုက်ခိုက်ဖို့အတွက်အသင့်အနေထားနဲ့အစဉ်အသင့်ဖြစ်နေပါတယ်ကြော်ကြီးကအံ့ဩသွားတဲ့အမူအရာနဲ့ပဲမျက်တောင်ခတ်လိုက်မိပါတယ်အကတ်ကသူ့ကိုဘာလို့ဒီလောက်ထိဒါချင်းရှင်ပြိုင်ရင်းနေရတာလဲဆိုတာကိုတွေးနေတာပါအကတ်ကသတိထားမိသွားပြီးဝန်ခံဖို့တွန်းဆုတ်မနေပါဘူးဘာလို့ဆိုလိုက်ကာရှိနေရတော့မှအရှိဘခမ်းမရဲ့ပထမကိုယ်စလဲယာတူကိုကြော်ကြီးစီကိုပဲအနှင်းခဲလို့ပါဒီဆုံးဖြတ်ချက်တစ်ခုတည်းနဲ့တင်ငါရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်မှုလုံလောက်နေပြီလို့ပြောပါတယ်သူကကြော်ကြီးဆိုတာဘယ်လိုလူမျိုးလဲဆိုတော့ကိုယ်တိုင်ကိုကြားမြင်တွေ့ချင်းနေတာပါအကတ်ကတခြားသူတွေတီတူပြောနေကြတဲ့စကားတွေကိုလည်းပြောပြလိုက်ပါတယ်ကြော်ကြီးဟာမိသားစုကောင်းဆောင်ရဲ့သွေးသားကိုပိုင်ဆိုင်ထားတယ်ဆိုပေမဲ့လည်းအပြင်ပန်းအရာတော့ကျဲနှစ်ပွင့်အစင်တိုက်ခိုက်ရေးတမတယောက်ပဲရှိသေးတာပါဒါတောင်မှလိုက်ကထက်သူ့ကိုပဲဦးစားပေးပြီးရွေးချယ်ခဲ့ကြတာပါဒီဆန့်ကျင်ဘက်အချက်လက်ကြီးကသူ့ကိုတကယ်ပဲစိတ်လှုပ်ရှားစေခဲ့တယ်လို့ပြောပါတယ်အကတ်ကပွင့်လင်းပြီးတောက်ပတဲ့အပြုံးတစ်ခုနဲ့တူဒီအချက်လက်တွေကြောင့်ပဲကြော်ကြီးကိုစမ်းသပ်ချင်ရတာလို့ဒေရူပြောလိုက်ပါတယ်ကြော်ကြီးဟာဘာပြန်မဖြေခင်ခဏလောက်တိတ်ဆိတ်သွားပြီးမှပဲပေါ့ပါပဲပြန်ဖြေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကလည်းဒီတိုက်ပွဲကိုစောင့်မျှော်နေခဲ့တာမှုလို့ပါကြော်ကြီးကတိုက်ခိုက်ရမှာကိုစိတ်လှုပ်ရှားနေလားလို့အကတ်ကိုသဘောကျစွာမေးလိုက်တဲ့အခါမှာကွင်းထဲမှာတော်တဲ့သူတွေအများကြီးရှိပေမဲ့အကတ်ကတော့တီးတန့်ခွဲထွက်နေတယ်လို့ကြော်ကြီးကပြန်ဖြေပါတယ်ဘာလို့ဆိုဗန်ပလိတ်မီသားစုရဲ့နှစ်တရာမှာတယောက်ပဲရှိတဲ့ပါရမီရှင်လို့ချီကျူးခံထားတဲ့သူဘသူမှလေးရှုထားလို့မရလို့ပါဘသူတွေဘာပဲပြောဒီလိုတိုက်ပွဲမျိုးကိုလိုချင်တောင်းတမိတာကတော့အမှန်ပဲလို့ပြောပါတယ်အကတ်ကသူ့ရဲ့ဂျပန်သားကိုဖြည်းဖြည်းချင်းမြှောက်လိုက်တဲ့ခါမှာသူ့ရဲ့အမူအရာကချက်ချင်းဆိုလို့ပြောင်းလဲသွားပါတယ်ကြော်ကြီးရဲ့စိတ်ဓာတ်ကိုသူသဘောကျတယ်လို့ဆိုရင်စကားတစ်ခွန်းပြောတိုင်းသူ့ရဲ့မျှော်လင့်ချက်တွေကပိုပြီးနှရှိုင်းလာပါတယ်ကြော်ကြီးကတော့ဓာတ်ကိုပဲစိုက်ကြည့်နေပါတယ်ဘာလို့ဆိုဒီလိုအရေးသွေးမြင့်တဲ့ဓာတ်မျိုးကိုမမြင်ရတာအရန်ကြနေပြီဖြစ်လို့ပါအဲ့ဒီအချိန်မှာပဲနီးပြတ်မတ်ရဲ့အတန်တကွင်းလုံးမှာထပ်မံဟိန်းထွက်လာပါတယ်တတမမြောက်ပွဲစဉ်စတင်ရောက်ကျင်းညာလိုက်တာပါအကတ်ကခြေလန်းတလန်းနဲ့ရှေ့ကနေကွယ်ပြောက်သွားပြီးသူတို့ကြားကအကွာဝေးကိုဖျောက်ပစ်လိုက်ပါတယ်ခဏတာအတွင်းမှာကြော်ကြီးကိုယ်တိုင်တောင်အားတင်သွားသလိုဒီလိုလှုပ်ရှားနိုင်တဲ့တကယ်ကိုအထင်ကြီးစရာပဲလို့သူကခက်တူတူလေးမှတ်ချက်ပေးလိုက်ပါတယ်ထပ်ပြီးတော့လည်းရွှေရောင်အလင်းလန်းနေတဲ့အတူဓားသွားကအရှိန်နဲ့ကြာဆင်းလာပါတယ်ဓားကအနားကိုကတ်လာလေကြော်ကြီးကထူးဆန်းတဲ့အရာတစ်ခုကိုခန်းစားမိလာလေဖြစ်လာပါတယ်တိုက်ကွက်ကအသေးဆောင်းလာတဲ့တီရှိမှုမှွေသက်တွေကလုံးဝပျောက်ကွယ်သွားပြီးတိုက်စစ်ကသူ့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်ကိုသူကိုယ်တိုင်ပြန်ဖြောက်လိုက်တယ်လို့မျိုးဖြစ်နေတာပါဓားကလက်မဝဲလောက်အကွာမှာဝဲနေပေမဲ့ကြော်ကြီးကတော့တီငင်ငင်ပဲအကဲခတ်နေပါတယ်သူအေးစိရှောင်းနိုင်တယ်လို့ပြောရင်ဓားကသူ့ခနာကိုယ်ဖြတ်ပြီးခုတ်လိုက်တယ်လို့မျိုးထင်မှတ်ရပေမဲ့အကတ်ရဲ့မျက်လုံးတွေကပြူးကျဲသွားပါတယ်ကြော်ကြီးကဒဏ်ရာအနာတရလုံးဝမရှိပဲသူ့ဘေးနားမှာအေးအေးဆေးဆေးရက်နေခဲ့ပြီးခုနကဓာခုတ်ခံလိုက်ရတဲ့နေရာမှာအစကတည်းကမရှိခဲ့တယ်လို့မျိုးဖြစ်နေလို့ပါအကတ်ကသူ့လှည့်စားခံလိုက်ရပြီးဆိုတော့ချက်ချင်းသဘောပေါက်သွားပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲကြော်ကြီးရဲ့သူ့ခနာကိုချောချောမွေ့မွေ့လှည့်လိုက်ပြီးတိုက်ကွက်ထိမှန်သွားတာကိုသူအတီးပြုတ်နိုင်ခဲ့ပေမဲ့အကတ်ထင်ထားတဲ့နေရာမှာတော့မဟုတ်ခဲ့ပါဘူးကြော်ကြီးကတော့ပြုံးပြလိုက်ပြီးအဲ့ဒီတိုက်ကွက်ကတကယ်ကိုမိုက်တယ်ငါ့ကိုနောက်ထပ်ပြပါအောင်လို့ကြော်ကြီးကပြောလိုက်ပါတယ်အကတ်ကလည်းစိတ်တူချင်းမရှိပဲဒီလောက်ရည်ချင်းမျိုးရှိတာကတော့မျောလင်းထားပြီးသားပါလို့ပြန်ဖြေခဲ့ပါတယ်သူကရှေ့ကိုနောက်တစ်ချိန်တိုးဝင်လာပြီးခြေလန်းကိုပြင်ရင်ထောင်တောင်းရွယ်ဓာတ်တိုင်းကိုထုတ်သုံးလိုက်ပြန်ပါတယ်ဓာတ်ကတောင်တင်းတဲ့လမ်းကြောင်းတွေတိုင်းမဟုတ်ပဲစီးစင်းနေတဲ့ရေလိုင်းတွေလိုမျိုးလှုပ်ရှားလာတာပါခုတ်ချက်တစ်ခုချင်းစီကလည်းနောက်တစ်ခုစီကိုတစ်ဆက်တည်းစီးစင်းသွားပြီးမပြတ်တောက်သွားခဲ့ပါဘူးဓာတ်သွားကအတမ်မနီနဲ့လှုပ်ထားတာမဟုတ်ပဲပုံတရံဖော်ထားတဲ့ရေစီးကြောင်းတစ်ခုလိုဖြစ်နေတာပါတိုက်စစ်ကဒီရေတက်လာသလိုမျိုးရှေ့ကိုတဟုန်ထိုးတိုးဝင်လာခဲ့ပါတယ်ကြော်ကြီးကတော့ပြုံးပြနေရင်းနဲ့နောက်ကိုခပ်ဖွာဆုတ်လာခဲ့ပါတယ်တက်လာတဲ့တိုက်ကွက်တွေကိုခံမှန်းရတာလွယ်ပေမဲ့ရေလိုစီးစင်းနေတဲ့ဓာတ်ကွက်တွေကိုဖက်ရတာတော့အများကြီးပိုခက်ခဲပါတယ်ဒါပေမဲ့လည်းကြော်ကြီးကအလကားနောက်ဆုံးနေတာမဟုတ်ပါဘူးသူရှောင်းတင်းရင်းနဲ့ပဲအရာအလုံးကိုအသေးချာလေ့လာနေတာပါအကတ်ရဲ့စီးစင်းနေတဲ့ဓာတ်ကွက်ပုံစံကသူ့ရဲ့အာယုံထဲမှာရှင်းလင်းလာပါတယ်ဒီလိုစီးစင်းနေတဲ့လှုပ်ရှားမှုတွေအောက်ခြေမှာတီဆောက်မှုပုံစံနဲ့စီးရက်တစ်ခုရှိနေတာကိုသူမြင်လိုက်ရတာပါနောက်တစ်စက္ကန့်မှာပဲကြော်ကြီးအပေါ်ခုန်တက်လိုက်ပါတယ်လှိုင်းလုံးကြီးလိုခုတ်ချက်ကသူ့အောက်မှာဖြတ်တန်းသွားပြီးကြော်ကြီးရဲ့လှုပ်ရှားမှုအပြည့်အဝမလိုက်နိုင်တော့တဲ့အတွက်သူ့ရဲ့လွှမ်းမိုးမှုကိုမခံလိုက်ရတော့ပါဘူးကြော်ကြီးကတော့ပြုံးပြလိုက်ပြီးမစိုးပါဘူးဒါပေမဲ့ငါကအခုတ်ခတ်မှုအစီအစဉ်မရှိဘူးလို့ပြောလိုက်ပါတယ်အကတ်ကဘာမှပြန်မပြောခဲ့ပါဘူးသူ့ရဲ့ဓာတ်သွားတစ်လျှောက်မှာလှက်စီးတွေနောက်တစ်ချိန်ထပ်မံစူးစီးလာပါတယ်တောက်ပတ်တော့ဘီလီယံလှက်စီးဓာတ်တိုင်းကိုထုတ်သုံးလိုက်ပါတယ်အဲ့ဒီနီးစနစ်ကလှက်စီးအလင်းနှန်းတွေရဲ့မှုန်နှန်းတစ်ခုလို့ပေါက်ကွဲထွက်လာပါတယ်ကြော်ကြီးကဘေးကိုထပ်ပြီးရှောင်လိုက်ပြီးမြဲဒီတစ်ခါတော့သူ့မျက်လုံးတွေအာယုံစူးစိုက်မှုကြောင့်ကျင်းမြောင်းသွားခဲ့ရပါတယ်
ဓာတ်ရဲ့လမ်းကြောင်းခံမှန်းရတာတကယ်ကိုခက်ခဲလာပါတယ်ဒါကမြန်အောင်နေမြန်တာမဟုတ်ပဲတိုက်ခိုက်မှုရဲ့အချိန်ကစီးချက်တွေကိုဖျက်ဆီးပစ်နေတာပါခုတ်ချက်တစ်ခုချင်းစီကတိုက်ပွဲရဲ့သဘာဝစီးချက်တွေကိုပြောင်းလဲပစ်နေတယ်လို့ပဲမျောလင့်ထားတဲ့စက္ကန့်ဝက်လောက်စော်ပြီးရောက်လာတာဒါမှမဟုတ်နောက်ကျပြီးမှရောက်လာတာမျိုးပါသူတို့နှစ်ယောက်ရဲ့အပြန်အလှန်တိုက်ခိုက်မှုတွေပိုပြီးပြင်းထန်လာတာနဲ့အမျှကြော်ကြီးကအမှန်တရားတစ်ခုကိုသဘောပေါက်သွားပါတော့တယ်အကကသတ်မှတ်ထားတဲ့ပုံတွေအတွဲလိုက်တိုင်းတိုက်ခိုက်နေတာမျိုးမဟုတ်ပါဘူးသူကအနေထားတွေကိုတစ်ခုပြီးတစ်ခုစီးစနစ်ကြကြနဲ့အချိတ်ဆက်မိပြောင်းလဲနေတာပါဒါပေမဲ့ဒီလိုပြောင်းလဲမှုတွေကြားမှာတောင်သူ့ရဲ့အရှိန်ရောစွမ်းအားပါရောကျသွားတာချင်းမရှိပါဘူးထိခိုက်မှုဆိုတာကလည်းဒီတိုင်းအနှစ်သာရပါပဲဖြည့်ဆည်းပစ်တဲ့လှုပ်ရှားမှုမျိုးလုံးဝမရှိသလိုပိုရှန်တဲ့ခွန်အားမျိုးလည်းမသုံးပါဘူးခုတ်ချက်တိုင်းကကြော်ရည်အသက်ရှူနှုတ်သူ့ရဲ့အနေထားနဲ့ခဏကိုအလေးချင်းအနှဲငယ်ရွှေ့လိုက်တဲ့အပေါ်မှာတိကျလွန်းနေပါတယ်လေထုကိုဖျက်တမ်းသွားတဲ့အတန်တခုထွက်ပေါ်လာပါတယ်ဂျပန်ဓာတ်ရဲ့ဓာတ်သွားကကြော်ရည်ရဲ့အဝိစားကိုပုတ်ဆွဲသွားတာပါအတွင်းကအရေးပြားကိုမထိခိုက်စေပဲအဝိစားကိုပဲတန်တန်ရှင်းရှင်းဖြတ်တောက်သွားပါတယ်ကြော်ကြီးကဒါကိုစိတ်ထဲကနေအတိမဲ့ပြူလိုက်မိပါတယ်ဒီလိုထိန်းချုပ်နိုင်စွမ်းကမရမနာပဲပြင်းထန်တဲ့လေချင်းကစီကန်းကြောင့်ပဲဖြစ်ပေါ်လာနိုင်တာပါအံ့ဩစရာပဲလို့သူကတူတူလေးရေရွတ်လိုက်ပါတယ်ဒီလိုအခြေအနေမှာတော့မှအကက်ရဲ့အသက်ရှူတန်တွေကတည်ငြိမ်နေတော့မှသူကကိုဒီလောက်ထိတွန်းအားပေးပြီးတိုက်ခတ်နေရတော့ကြော်ကြီးကိုအမိဖမ်းဖို့ရုန်းကန်နေရလိမ့်မယ်လို့မထင်ထားကြောင်းဝန်ခံလိုက်ပါတယ်သူ့ရဲ့လေသံမှာအာချာနှစ်သက်မှုတွေအထင်ရှားပါဝင်နေပြီးဘလူလေးချင်းမှုမျိုးကကြော်ကြီးလိုလူမျိုးကိုပုံဖော်ပေးနိုင်ခဲ့တာလေလို့မေးလိုက်ပါတယ်ကြော်ကြီးအမူအရာကပြောင်းလဲသွားပြီးမင်းအဲ့လောက်တော့တည်ကျင်နေဒီဘွက်ပြီးရင်ငါတို့အတူတူလေ့ကျင့်လို့ရတယ်လို့ပြောလိုက်ပြီးအတိပေးချက်မရှိပဲသူလှုပ်ရှားလိုက်ပါတယ်မျက်တောင်တစ်ခါအတွင်းမှာပဲသူတို့ဂျာကအကွာဝေးကိုဖျက်ကျော်သွားပြီးသူ့ရဲ့လက်တီကိုပြင်းထန်တဲ့အရှင်ဟုန်နဲ့ထိုးချလိုက်ပါတယ်အကက်ကသူ့ရဲ့ဓာတ်နဲ့အဲ့ဒီလက်တီကိုခုကန်လိုက်ပြီးမြထိခိုက်မှုကြောင့်သူ့လက်မောင်းတစ်ခုလုံးပြင်းပြင်းထန်ထန်နာကျင်သွားရပါတယ်အကက်ရဲ့မျက်နှာမှာတော့မယုံနိုင်တဲ့အရေးအောင်တစ်ခုဖြက်ပြေးသွားပြီးဒီလိုခွန်အားမျိုးကတာမန်ကျဲနှစ်ပွင့်အစင်တိုက်ခိုက်ရည်သမားတယောက်စီမှာရှိနေရမယ့်အရာမဟုတ်ဘူးလေလို့တွေးနေပါတယ်ကြော်ကြီးကခြေလမ်းကိုပြန်ပြုတ်ပြီးရင်ခုနကအပြန်လန်တိုက်ခိုက်မှုကိုစိတ်ထဲကနေပြန်တွေးနေပါတယ်သူကတမင်တကာသူ့ရဲ့အသက်ရှူနှုံပုံစံတွေကိုပြောင်းလဲပစ်ခဲ့ရတော့အကက်ကလက်ရွံးကြီးထွေဖြစ်အောင်ပြောင်းလဲပစ်နိုင်ခဲ့လို့စိတ်ထဲကနေတော့သူအရှုံးပေးလိုက်ရပါတယ်ကြော်ကြီးကအကက်မင်းကငါထင်တာတဲ့ပို့ပြီးကျွမ်းကျင်တတ်မှတာပဲလို့ပြောလိုက်ပါတယ်အကက်ကအဲ့ဒီမှတ်ချက်ကိုကြားသွားပြီးတီတီငြိမ်ငြိမ်ပဲတုံ့ပြန်ပါတယ်ဒါကမင်းငါ့ကိုအကဲခတ်ပြီးသွားပြီလို့ဆိုလိုတာလားလို့ကြော်ကြီးကိုမေးလိုက်ပါတယ်မင်းလည်းအတိုင်းတစ်ခုထိပြန်ပြီးတိုက်ဆင်ဆင်ပြီးပြီပဲလို့ကြော်ကြီးကပြန်ဖြေခဲ့ပါတယ်အကက်ရဲ့မျက်လုံးတွေကဆူရှာသွားပြီးဒါဆိုမင်းကငါ့ရဲ့တိုင်းခွက်တွေကိုဖတ်ပြီးသွားပြီလို့ထင်နေရလားလို့မေးပြီးကြော်ကြီးစီကအဖြေတော်စောင့်မနေပဲရုတ်တရက်သူကလေးဘောခုန်တက်သွားပါတယ်သူ့ရဲ့စွမ်းအင်တွေကပိုပြီးပြင်းထန်လာပြီးသူ့ရဲ့ဓာတ်ကိုအမြင့်မှာမြှောက်ထားလိုက်ပါတယ်ဒါဆိုရင်လည်းမင်းကနောက်ထပ်အရာတကူပြရသေးတာပေါ့လို့ပြောလိုက်ပါတယ်ကြော်ကြီးကအဲ့ဒီအနေထားကိုမှတ်မိလိုက်ပြီးအစောပိုင်းပုံစံတိုင်းပဲလို့သူကသတိပြုမိလိုက်ပါတယ်သူကအကျွမ်းတဝင်ရှိတဲ့ပေါ်ပါမှုမျိုးနဲ့ချောချောမွေ့မွေ့လှည့်ထွက်လာပြီးအပေါ်ကနေကြာဆင်းလာမဲ့ခုတ်ချက်တွေကိုရှောင်လိုက်ပါတယ်ဒါပေမဲ့အကကမျောလင့်ထားတဲ့လမ်းကြောင်းအတိုင်းကလာတာမဟုတ်ပဲအဲ့ဒီအခိုက်အတန့်မှာပဲသူ့ရဲ့ပုံတံကနေပုံအင်းရောင်တစ်ခုကွဲထွက်လာပါတယ်ပုံရိပ်တစ်ခုကကြံရိပ်ခဲ့ပြီးသူ့ရဲ့တကယ်တိုက်ကွက်လမ်းကြောင်းအစစ်မှန်ကိုဖုံးဝယ်ထားတာပါကြော်ရည်အနေနဲ့ဒီပြောင်းလဲမှုကိုအပြေးအဝမစင်းစားနိုင်ခင်မှာပဲပြင်းထန်တဲ့အစွမ်းအားတစ်ခုကသူ့ရဲ့ရင်ဘတ်ကိုလာရောက်ထိမှန်ပါတယ်ဂျပန်ဓာတ်ရဲ့ဓာတ်သွားသူ့ခန္ဓာကိုယ်ကိုဖျက်ပြီးခုတ်လိုက်တာပါသူနောက်ကိုလွင်းထွက်သွားပြီးသူ့ကိုယ်သူပြန်ထိန်းမှုကြိုးစားနေရပါတယ်အကက်ရဲ့အမူအရာတိမ်မွေးသွားပြောင်းလဲသွားပြီးဒါနဲ့တင်လုံလောက်ပြီလားလို့သူကမေးလိုက်ပါတယ်ဒါမှမဟုတ်ငါနောက်ထပ်ထုတ်ပြရအောင်မလားလို့လည်းပြောလိုက်ပါသေးတယ်ကြော်ကြီးကသူ့ရဲ့အကြည့်ကိုအောက်ချကြည့်လိုက်ပြီးသူငါ့ကိုတစ်ချက်ထိအောင်လုပ်နိုင်ခဲ့တာပဲလို့ကြော်ကြီးကတူတူလေးရေရွတ်နေပါတယ်အဲ့ဒီနောက်မှာသူပြုံးလိုက်ပါတယ်အဲ့ဒါကတော့အမြဲတမ်းမြင်တွေ့နေကြတည်ငြိမ်ပြီးရင်းနှီးနေတဲ့အပြုံးမျိုးပါဒါပေမဲ့အခုကပို့ပြီးတော့တောက်ပနေသလိုစိတ်လှုပ်ရှားမှုတွေလည်းအထင်သာပါဝင်နေပါတယ်ကြော်ကြီးကဒါကပို့ပြီးစိတ်ဝင်စားဖို့ကောင်းလာပြီပဲလို့ပြောလိုက်ပြီးကွင်းမြင်ပက်လေကလေတူးကပို့ပြီးတင်းမှလာပါတယ်ဒါကတာမန်တိုင်းကောက်ချင်းဖလဲနေတဲ့အစင်မျိုးမဟုတ်တော့ပါဘူးကွဲအပျက်စီးနေတဲ့ကွင်းမြင်ရဲ့ဘီပက်လေမှာတော့စန်နီကငြိမ်သက်စွာလဲကျနေရကနေသူ့မျက်လုံးတွေဖြည်းဖြည်းချင်းပြန်ပွင့်လာပါတယ်ခဏတာအတွင်းမှာပဲသူ့ရဲ့စိတ်ထဲမှာဝေဝါးမှုတွေရှိနေတော့မှပဲငါဘယ်ရောက်နေတာလဲလို့သူကတူတူလေးရေရွတ်နေပါတယ်စန်နီကခဏတာအတွင်းမှာပဲတတိကောင်းကောင်းပြန်ရလာပြီးအပြန်လန်းတိုက်ခိုက်မှုတွေ PR တွေပြီးတော့နောက်ထပ်ပြင်းထန်လာတဲ့တိုက်ခွက်ကြီးတွေလို့ပြောရင်သူကထိုင်းနေတဲ့အနေအထားဖြစ်အောင်အားတင်းပြီးပြင်လိုက်ပါတယ်ခေါင်းကိုအနှဲငယ်ငိမ့်ပြလိုက်ပြီးငါအဆင်ပြေပါတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာသူ့ရဲ့အကြည့်ကိုအောက်ချလိုက်ပြီးငါရှုံးသွားပြီဟုတ်တယ်မလားလို့မေးပြီးဘယ်သူမှပြန်မဖြေခဏလောက်တိတ်ဆိတ်သွားပါတယ်သူကတော့အမှတ်တရကိုတီးပြီးသားပါတခဏအတွင်းမှာပဲအမှတ်တရတွေအရှင်းရှင်းလင်းလင်းပြန်ပေါ်လာခဲ့ပြီးသူနဲ့လိုက်ကာတို့ရဲ့တိုက်ပွဲကတကယ်ကိုပြင်းထန်ခဲ့တာပါဘယ်သူကမှတစ်စက်လေးမှအလျှော့မပေးခဲ့ကြပါဘူးဒါပေမဲ့အဆုံးဖြတ်အခိုက်အတန့်မှာတော့လိုက်ကားရဲ့နီးစနစ်ကအပြစ်ပြောစရာမရှိအောင်တိကျလွန်းစွာနဲ့ပေါက်ထွက်သွားခဲ့ပါတယ်ဆန်နီရဲ့ကာဝယ်မှုတွေအပြိုလဲသွားပြီးကွင်းမြင့်မြေပြင်ပေါ်ကိုသူလဲကျသွားခဲ့ရပါတယ်
တုံနှုတ်ခမ်းမှာခပ်ပြော့အပြုံးလေးတစ်ခုပေါ်လာပြီးမိသားစုဝင်တယောက်ကိုရှုံနေရတာဒီလောက်လည်းမစိုးပါဘူးလို့ပြောနေပါတယ်သူကသူ့အသင်းမော်တွေကိုအားနာတဲ့အကြည့်နဲ့ကြည့်လိုက်ပြီးငါစိတ်မကောင်းပါဘူးတကယ်လို့ငါသာနိုင်ခဲ့ရင်မြောက်ဘက်ခမ်းမှာအလုံးစုံအနိုင်ရဖို့အခွင့်အရေးရှိအောင်ပါလို့ပြောလိုက်ပါတယ်သူအသင်းမော်တွေတဲ့တယောက်ကလည်းချက်ချင်းပဲကောင်းခါပြပြီးငါတို့ကရင်ရှုံးခဲ့တာလေပြောရမယ်ဆိုရင်ငါတို့ကပဲမင်းကိုတောင်းပန်ရမှာပါလို့ပြောပါတယ်တခြားသူတွေကလည်းအနေငယ်ဦးညွှန်လိုက်ကြပါတယ်ငါတို့မင်းပေါ်ဖိရတဲ့အရန်ပေးမိသွားတယ်လို့ပြောလိုက်ပါတယ်စန်နီရဲ့အမူအရာကပျော်ပြောင်းသွားခဲ့ပြီးသူကတီတီငယ်နဲ့ကောင်းခါပြပါတယ်မဟုတ်တာဒီနေ့တော့ငါတို့ရဲ့ပြိုင်ဘက်တွေကပိုပြီးတန်မာသွားခဲ့ကြလို့ပါငါတို့လည်းမညံ့ပါဘူးလို့ပြောလိုက်ပါတယ်ခဏကြာမှာတော့စန်နီကကွင်းမြင်ရဲ့အလဲဘက်ဟိုဘက်ကိုလှမ်းကြည့်လိုက်ပါတယ်နောက်ဘက်ခမ်းမနဲ့တောင်ဘက်ခမ်းမပွဲစဉ်ကစနေပြီလားလို့မေးလိုက်တဲ့အခါသူ့ရဲ့အသင်းမော်တယောက်ကကွင်းမြင့်စီကိုလက်ညှိုးထိုးပြပါတယ်တကယ်တော့အပွဲကပြီးသွားတဲ့ပြီဒါပေမဲ့ဘာလို့လဲမသိဘူးအရှိဘက်ခမ်းမတိုက်ပွဲကအခုထိဆက်ဖြစ်နေတော့မယ်ကြည့်လိုက်အောင်လို့ပြောပါတယ်စန်နီကအဲ့ဒီလက်ညှိုးထိုးပြတဲ့ဘက်ကိုလိုက်ကြည့်လိုက်ပါတယ်သူမြင်လိုက်ရတဲ့အရာကြောင့်သူအသက်ကိုပြင်းပြင်းရှူမိသွားပါတယ်တိုက်ပွဲကတကယ်ပဲပြင်းထန်နေတော့မှပျက်စီးနေတဲ့ကွင်းမြင့်အလဲဘက်ဟိုမှာအကကရက်နေပြီးသူ့ရဲ့စွမ်းရည်တွေကပုံတံဖော်ထားတဲ့မှုန်တိုင်းတစ်ခုလိုသူဘေးပက်လေမှာလေပတ်နေတာပါစွမ်းရည်တွေကလည်းသူ့ခြေဘွားအောက်မှာပြင်းထန်စွာဝဲလဲနေပြီးဖုံမုံတွေနဲ့ကြောက်တုံးအကျိုးပဲတွေကိုလေထဲကိုမြင့်တင်ပေးသလိုဖြစ်နေတာပါသူအဲ့ဒီနီးစနစ်ကိုတုံးနေတာပဲလို့ဆန်နီကတူတူလေးရေရွတ်လိုက်ပြီးအကကသူ့ရဲ့ချပန်တောင်မြှောက်လိုက်တဲ့အခါတောက်ပတဲ့စွမ်းရည်သေးရွက်၅ရွက်ကနောက်ကျောမှာပေါ်ထွက်လာပါတယ်တရွက်ချင်းစီကဖိတိတ်ထားတဲ့စွမ်းအင်တွေနဲ့တောက်ပနေပြီးစွမ်းရည်သေးရွက်၅ရွက်ကတာမန်နီးစနစ်မဟုတ်ပါဘူးဒါကထောင်တောင်းရွက်ဓာတ်တိုင်းရဲ့9ရောင်ချေဓာတ်သွားအမြင့်ဆုံးတိုင်းကွက်ပါသူကဘာဖြစ်လို့ကိုဒီလောက်ထိတွန်းအားပေးနေရတာလဲလို့တွေးနေပါတယ်အဲ့ဒီနောက်မှာတော့ဆန်နီရဲ့အကြီးကတခြားတစ်ဖက်ကိုရောက်သွားပြီးသူ့ရဲ့တစ်ဖက်ချမ်းမှာတော့ကြော်ကြီးကတည်ငြိမ်သွားနဲ့အေးစစ်စီလေးကျင့်နေတယ်လို့မျိုးလေးပြုံးပြီးရက်နေတာပါစောဝိုင်းကလိုက်ကပြောခဲ့တဲ့စကားတွေဆန်နီရဲ့စိတ်ထဲမှာပြန်ပေါ်လာပါတယ်သူကအရှိဘက်ခမ်းမမှာအတန်မာဆုံးပဲလို့ပြောခဲ့တာပါအခုတော့သူနားလေသွားပါပြီအဲ့ဒီနောက်မှာတော့အကကအရင်ဆုံးစလှုပ်ရှားလိုက်ပါတယ်စွန့်ရင်တရွက်9ရွက်ကလည်းအပြင်ဘက်ကိုပေါက်ကွဲထွက်လာပြီးဂျပန်သားရဲ့ထက်ဆင်ပုံရိပ်တွေကနေကွင်းမြင့်တစ်ခုလုံးလွှမ်းမိုးသွားပါတော့တယ်အလင်းနှန်းသားသွားတွေကအကြောင်းမပွဲကောင်းတဲ့အချိန်နဲ့လေတူကိုဖျက်တန်းသွားပြီးမရက်မနာတိုးဝင်လာခဲ့ပါတယ်ပွဲကြီးပိတ်သက်တွေကလန့်ပြီးအော်မီကြပေမဲ့ကြော်ကြီးကတော့ဘာမှအားဆက်စရာမလိုတဲ့တီကြမှုမျိုးနဲ့လှုပ်ရှားနေပါတယ်သူကဘေးကိုရှောင်းတယ်ကိုလှဲ့တယ်ငုံတယ်ဓာတ်ချက်တိုင်ကသူ့ကိုလွဲချော်သွားတာကြီးပါပဲအကက်ကတော့သူ့မျက်လုံးကိုတေးချာချာစိုက်ကြည့်နေပါတယ်ဒီလောက်ပြင်းထန်တဲ့အပြန်လဲတိုက်ခတ်မှုတွေဖြစ်ပြီးရတော့မှကြော်ကြီးရဲ့အသက်ရှူတန်တည်ငြိမ်နေတော့မလားလို့တွေးနေတာပါမင်းကဘလို့ခနာကိုမျိုးကိုပိုင်ဆိုင်ထားတာလဲလို့အကက်ကမယုံနိုင်မှုတွေစိတ်ပြတ်မှုတွေနဲ့ရောထွေးနေတဲ့လေသံနဲ့မေးလိုက်ပါတယ်ငါတို့တိုက်ခိုက်နေတာ2နာရီနီးပါးရှိပြီဒါပေမဲ့မင်းစီမှာမောပန်းနေအရေးအောင်လုံးဝမရှိဘူးလို့ပြောပါတယ်ကျော်ကြီးကအေးအေးဆေးဆေးပဲပြုံးလိုက်ပြီးငါရဲ့အခြေခံတွေကိုတေးချာချာလေ့ကျင့်ထားလို့ပါလို့ပြန်ဖြေခဲ့ပါတယ်ခိုင်မာတဲ့အခြေခံအုတ်မြင့်မရှိရင်ဒီစနစ်တွေကပြိုလဲသွားတတ်ပါတယ်ဒီဆောက်ပုံခန္ဓာရည်နဲ့ထိန်းချုပ်မှုတွေအဲ့ဒါတွေကလည်းအတူတူပဲအရေးကြီးတာလို့ပြောပါတယ်အကကအဲ့ဒီစကားတွေကိုတိတ်ဆိတ်စွာနားထောင်နေပြီးမင်းပြောတာမှန်တယ်လို့ပြောလိုက်ပါတယ်သူ့ရဲ့စွမ်းရည်တွေကလည်းနောက်တစ်ချိန်ထပ်ပြီးတော့တောက်လောင်လာပါတယ်ဒါဆိုရင်နောက်တစ်ခါကြိုင်ငါပိုပြီးပြုပြင်ရတာပေါ့ဆိုပြီးတွန်းဆုံမနေပဲသူကနောက်ထပ်9ရောင်ချဲဓာတ်သွားတိုက်ွက်တစ်ခုကိုထပ်မံထုတ်သုံးလိုက်ပါတယ်နောက်တစ်ချိန်မှုန်တိုင်းကြီးကြာဆင်းလာသလိုနောက်တစ်ချိန်ကြော်ကြီးကလည်းအဲ့မှုန်တိုင်းကိုဖောက်ထွက်သွားပါတယ်ဓာတ်တိဆောက်ပုံတွေရဲ့မာကျောမှုသူတို့ရဲ့ဖြစ်တည်လာတဲ့အချိန်ထိရောက်တဲ့အကွာအဝေးစွမ်းရင်တရွက်ချင်းစီရဲ့တိဆောက်ပုံတည်ငြိမ်မှုကြော်ကြီးကအဲ့တိုက်ွက်တွေကိုဖြိုဖျက်ရင်းနဲ့ပဲအရာအလုံးကိုတည်ငြိမ်စွာအကဲဖြတ်နေတာပါကြော်ကြီးကအဆင့်ကတော့အလဲလက်ကနေအနေမှန်ရည်ချက်မှုပဲရှိသေးတယ်ဒါပေမဲ့အကက်ရဲ့အသက်အရွယ်နဲ့ဆိုရင်ဒါကအရန်ထူးခြားလွန်းနေတယ်တကယ်ကိုအလားအများကြီးရှိတဲ့အရာပါပဲလို့သူကပြောနေပါတယ်အဲ့ဒီထက်ပိုအရေးကြီးတာကတိုက်ပွဲတစ်လျှောက်လုံးမှာသူ့စိတ်ထဲကနေစဉ်းစားနေခဲ့တဲ့အချက်တစ်ခုကိုကြော်ကြီးအတီးပြုနိုင်ခဲ့တာပါအဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကတိုင်းပညာနဲ့အခုခေတ်တိုင်းပညာကြားကကွာခြားချက်တစ်ခုပါဒါပေမဲ့အခုခေတ်အတိုင်းပညာရှင်တွေကတော့တကယ်ဆွမ်းအားအဆင့်မှန်ကိုဓာတ်ရိုက်ပုံတံဖော်လာကြပါတယ်သူတို့ကတဘာဝဖြစ်စဉ်တွေကိုအကျန်းတဲ့ဆွမ်းအားထုတ်ဖော်မှုတွေနဲ့ပြန်လဲတူပနေကြတာဖြစ်ပြီးအခုခေတ်ရဲ့တိုင်းပညာဟာစွမ်းရင်အရင်မြစ်ပေါ်ကိုဘလောက်ထိထိန်းချုပ်နိုင်လဲဆိုတာအပေါ်မှာပဲအခြေခံမှာတော့တယ်ကျိုးကြီးရဲ့စိတ်ထဲမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ခံစားချက်တစ်ခုပေါ်လာပါတယ်နှစ်ပေါင်း1000ကျော်သွားခဲ့တာတောင်သူ့အောင်လုံနိုင်တဲ့အရာတွေရှိသေးလို့ပါအကက်ကတော့တွန်းဆုံမနေပဲသူ့ရဲ့9ရောက်ချေဓာတ်နဲ့နောက်တစ်ချိန်ရှေ့ကိုတဟုန်ထုတိုးဝင်လာပါတယ်ကြော်ကြီးကသူ့ကိုလေထဲမှာကြားဖြတ်တက်ခိုက်လိုက်တာကြောင့်သူတို့နှစ်ယောက်ရဲ့စွမ်းရည်နဲ့ပြင်းထန်စွာရိုက်ခတ်မိသွားပါတော့တယ်ဘေးကနေကြည့်နေတဲ့လန်ကက်ကတော့2နာရီနီးပါးရှိနေပြီဘယ်သူမှလည်းလဲမကြသေးဘူးလို့အန်အော်တကြီးနဲ့ရေရွတ်နေပါတယ်လိုက်ကလည်းသူတို့ကတာမတက်ခိုက်သမားတွေမဟုတ်ဘူးအဆုံးဖြတ်အခိုက်တန့်နီးလာပြီလို့ငြိမ်သက်စွာစောင့်ကြည့်ရင်ပြောပါတယ်ကွင်းထဲမှာတော့အကက်ကအသက်ကိုပြင်းပြင်းရှူလိုက်ငါရဲ့လှုပ်ရှားမှုတွေအားလုံးသူတီးသွားပြီပဲလို့ပြောလိုက်တဲ့အခါကျော်ကြီးကခေါင်းအနေငယ်ဆောင်ပြီးငါဒီပွဲကိုတော်တော်လေးသဘောကျတယ်လို့လှောင်ပြောင်တာမျိုးမရှိပဲပြန်ပြောခဲ့ပါတယ်အကက်ကလည်းတကူလုံးနွမ်းနေပြီမဲ့ငါလည်းအတူတူပါပဲလို့ပြောလိုက်ရင်ခက်ပြော့လေးပြုံးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျော်ကြီးအမူအရာတိမ်မွှေ့ပြီမဲ့ပြက်သားစွာပြောင်းလဲသွားခဲ့ပါတယ်ငါမင်းကိုလေးစားတဲ့အနေနဲ့ဒီတိုက်ပွဲကနေငါရလိုက်တဲ့အရာတခုကိုထုတ်ပြမယ်လို့ဆိုကသူ့ရဲ့လက်ကိုမြှောက်လိုက်ပါတယ်အကက်ကလည်းသူ့ကိုယ်သူပြန်သုံးသက်ပြီးနိုင်ဖို့မဖြစ်နိုင်တော့တာကိုသိပေမဲ့ဘ
ဗန်ပလိတ်ဓာတ်တိုင်းရဲ့ထုံးစံအရနောက်ဆုတ်ဖို့စိတ်ကူးမရှိပါဘူးဗန်ပလိတ်လှုပ်ဓာတ်တိုင်းအမြင့်ဆုံး9ရောင်ချဲဓာတ်နဲ့အကက်ရဲ့စွမ်းရည်နေရပောက်ကွဲထွက်လာပြီးကွင်းမြင့်တစ်ခုလုံးကိုတုံခါသွားစေပါတယ်အဲ့ဒီအချိန်မှာပဲကြော်ကြီးအပေါ်ကိုခုန်တက်သွားပြီးသူ့ရဲ့လက်သီးပပတ်လေးမှာရွှေအောင်စွမ်းရည်နေနဲ့တိတ်သီးလွန်းနဲ့အလင်းလုံးတစ်ခုဖြစ်အောင်စူးစီးလိုက်ပါတယ်ဖြက်စီးတတ်သောငကားတိုက်ဝက်ဒုတိယပုံတံဖိသိပ်ထားတဲ့စွမ်းရည်လက်သီးပုံရိပ်ပေါင်းများစွာကတောက်လောင်နေတဲ့ကြက်တရားတွေလိုသူ့နောက်မှာပေါ်လာပြီးအောက်ကိုတဟုန်ထိုးကျဆင်းလာပါတော့တယ်ရိုက်ခတ်မှုကကပ်ပေးတစ်ခုလိုပြင်းထန်လွန်းတာကြောင့်ကြောက်တုံးတွေကွက်အောက်ကုန်ပြီးအကျိုးပဲ့တွေကဗတ်ပေါင်းစုံကိုလွင့်စင်ကုန်ကကျောင်းသားတွေအားလုံးကပုံခိုးစရာရှာကြပါတယ်ရေမွန်ကတော့ဒီစွမ်းကယူချင်းစရာပဲလို့ဆိုတာသူ့တိုင်းကြီးကိုချက်ချင်းမြောက်ပြီးခုခံထားရတယ်လို့ဆန်နီကလည်းလက်သီးကိုကြစ်ပါအောင်ဆိုရင်ဘသူနိုင်လဲဆိုပြီးအော်နေပါတယ်ပောက်ကွဲမှုကြီးကအကက်ကိုထိမှန်သွားပြီးတဲ့နောက်တကွင်းလုံးတိတ်ဆိတ်သွားပါတယ်ဖုံမုံတွေနဲ့မိကိုတွေကြားမှာနီးပြမတ်ရဲ့အတန်ကပွဲရဒီမှနေပြီးဆုံးသွားပါပြီလို့ကြေညာလိုက်ပါတယ်မိကိုတွေလွင့်စင်သားတဲ့အခါမှာအကက်ကမြေပြင်ပေါ်မှာမလှုပ်နိုင်မလဲကျနေပြီးသူ့ရဲ့ဓာတ်ကတော့မီတာတော်တော်ဝေးအကွဲနေတဲ့ကြောက်တုံးလေးကြားမှာစိုက်ဝင်နေပါတယ်သူကအားနေတဲ့လေတံနဲ့ပဲဒါမင်းရဲ့စွမ်းအစ်စ်ပေါ့ငါရဲ့လေ့ကျင့်မှုတွေကမလွန်လောက်သေးဘူးပဲလို့ကောင်းကင်ကြီးကိုမော့ကြည့်ရင်ရေလိုက်မိပါတယ်ကြော်ကြီးကတော့ဒဏ်ရာအနာတရလုံးဝမရှိပဲမြေပြင်ပေါ်ကိုပေါ့ပါဆိုပြန်ဆင်းလာပါတယ်လီဗျာမတ်ကအရှိဘက်ခံမှာအနိုင်ရရှိတယ်လို့လက်မြောက်ကြီးညာလိုက်တဲ့အခါကွင်းတစ်ခုလုံးကသူကအကက်ကိုနိုင်လိုက်တာလားအဲ့ဒီအရှိဘက်ခံမှာကိုယ်စလေကလူမောင်ဟော့ရလားဆိုပြီးတီတိုပြောတဲ့နေစူညံသွားပါတယ်လန်ကတ်နဲ့ရေမွန်တို့ကတော့ခြေနဲ့နေတဲ့မျက်နှာပေးလေးနဲ့ကြော်ကြီးစီကိုချင်းကပ်လာပြီးရေမွန်ကမျောလင်းထားတဲ့အတိုင်းပဲလို့ပြောလိုက်တဲ့အခါလိုက်ကာကပြုံးလိုက်ပြီးမင်းကွင်းရောနောက်တစ်ချိန်ဖြက်စီးပြန်ပြီနော်လို့ပြောလိုက်ပါတယ်မင်းကတကယ်ကိုထူးဆန်းတဲ့လူပဲလို့ပြောလိုက်ပါသေးတယ်ကြော်ကြီးကတော့ပခုံးမတွန်းပြလိုက်ပါတယ်လိုက်ကာကလေးတောင်နေနေမြင့်ပြီးမကြခင်ဘီနန်တက်လာတော့မယ်သူကလည်းနောက်ထပ်အိမ်တော်ကောင်းဆောင်လောင်းတစ်ယောက်ပဲလို့သတိပေးလိုက်တဲ့အခါကြော်ကြီးကတခြားခန်းမတွေကိုအကဲခတ်ရင်အနောက်ဘက်ခန်းမကတော့အားလုံးနဲ့မှအမျှတဆုံးနဲ့စွမ်းရည်ရှိတော့လို့ပြောပါတယ်ဒါပေမဲ့တောင်ဘက်ခန်းမမှာထူးခြားခြားပေါ်ထွက်နေတဲ့လူတစ်ယောက်လည်းရှိတယ်လို့စိတ်ဝင်စားတဲ့အပြုံးနဲ့ပြောပါတယ်ပြီးမှပျက်စီးနေတဲ့ကွင်းကိုကြည့်ပြီးငါနည်းနည်းလက်လွန်သွားတယ်ထင်တယ်လို့ဝန်ခံလိုက်ပါတယ်လန်ကတ်ကရဲလိုက်ပြီးကြည့်ပါအောင်လို့ညွှန်ပြတဲ့အခါအကွဲနေတဲ့ကြောက်တုံးတွေနဲ့အကျိုးပဲ့တွေကသူတို့ရဲ့မူလပုံစံအတိုင်းကိုအလိုလိုပြန်လဲပေါင်းဆက်သွားတာကိုတွေးလိုက်ရတဲ့အခါကြော်ကြီးအံ့ဩသွားပါတယ်လန်ကတ်ကဒီကွင်းထဲမှာအတရိုင်းလို့ခေါ်တဲ့တကယ်ဆွမ်းအားတွေကိုဖျက်တမ်းစီစဉ်သွားတဲ့အခါမှာသူ့ရဲ့မူလပုံစံအတိုင်းပြန်ဖြစ်သွားတာလို့ရှင်းပြပါတယ်ကြော်ကြီးကလည်းဒီခေတ်အထူးခြားတဲ့ပစ္စည်းတစ်ခုပဲလို့ပြောလိုက်ရင်အထင်ကြီးစရာကောင်းတယ်လို့ချီးကျူးလိုက်ပါတယ်